ကောင်လေးပီယန်နိုကြီးကားပေါ်နေပြီးဘယ်မှာတီးရဆိုကြမလို့လဲဟာကိုဘီအေးစံပါဆရာဘိုးတို့ရောဘာမှလဲကျွန်တော်တို့စိတ်ကြီးကဦးလေးဖိုးစိန်မှာနေကြတယ်ဗျဒါနဲ့ခမည်းတော်ရောအောင်မေကားတွေပါနေတဲဟုတ်နေပါလားဗျဘုံစာကျဲတွေကငါမိန်းမတွေတော့သူတို့ရွာသူတို့ပြန်ကုန်ကြပြီကွာငါသာရံဝင်မခွဲနိုင်မခွာရမလို့ဒီလိုပဲဝင်လူလိုက်ခိုးလိုက်နဲ့ရက်ဒီနေရတာဟေးခုတော့စေပြေးဖို့လုပ်နေတဲ့ဘူကာပြားတကောင်ကိုတတ်ပြီးကားယူလာတာနောက်ကငါလူတွေလေဟဲ့ခွားလို့နဲ့မောင်းချင်းဒါဆရာဖို့တို့ရဲ့ညီဘောကွာစံပါတယ်မင်းတို့ကဘာလုပ်ကြပါလဲဒီပီယန်နိုကြီးတည်ပြီးတီးပါဦးဗျာရှေ့ကတော်သားကျွန်တော်ရောက်ဖာလီသူ့ညီမကျွန်တော်ယူလိုက်တာဓာကြီးလိုချင်တယ်ဆိုလို့စိတ်ကြီးကိုမော်တော်နဲ့တည်သွားကြမလို့မင်းတို့ဟာလေကွာဒီရီလာပြီးတော့များပီယန်နိုကြီးတည်ပြန်ရတယ်လို့ကျုံတော့ငောင်းနဲ့လိုက်ခဲ့ပါလားဂိုးဒင်းဘယ်လီထဲမှာရိုးတိုက်ကကိုယ်စလေကြီးယေဟူဒီကြီးရဲ့အိမ်ရှိတယ်ဒီယူကြီးကဘယ်မှမပြေးပဲအိမ်ထဲမှာပုံးနေတယ်ကြားလို့ဓမြလေးပါလေးတွားတိုက်ကြမလို့ဓမြတိုက်ပဲဆိုတဲ့အတန်ကိုနဇွန်တစ်ပြားကြားရသဖြင့်ထွင်းရင်ကစံမထန်လျှောက်လာပါလေဟေးရောက်ဖဓမြတွားတိုက်ကြမယ်ဆိုဘူးလဲလိုက်သွားမယ်လေကွာထွင်းရင်မင်းစားရရပြီပဲပြန်ကြမယ်ကွာမိုးချုပ်သွားရင်အပြန်ခတ်မယ်ဟာလင်းတွေကညဘက်ဆိုဘုံလာကျင်းနေသေးတာတွားကားပေါ်တက်နေထွင်းရင်ကကားပေါ်တက်ရန်ပြန်လှည့်သွားပါလေရော့စမဆရာဖို့တို့ငါကော့ညက်ရက်လုံးကြောလိုက်မယ်မင်းအတွက်တော့စီကရက်တော့ဒီဘူကာပြားကအကောင်းကြိုက်တဲ့ကောင်ဆိုတော့ကားပေါ်ငါတို့အကြိုက်တွေကြီးပဲဟေးကဲတွားမယ်ဟေးနေဦးဟာဒါနဲ့ကိုကနမကြီးနဲ့ကိုထွန်းတင်တို့ရောဖျောက်ကုန်လေထွန်းတင်ကြီးကတော့ပဲတော်တထေးဝင်လူရင်းခေါ်ရတက်ကပြစ်လို့တီးပြီးတဲ့ကွာကိုကနမကြီးကတော့ဘဲအောင်လေငါမသိဘူးကဲဆရာဖို့တို့ကိုရောမသိမြောက်ကပြောပြပါကွာဒီစီကြီးပြီးလို့မသိရင်ပြန်ဆောင်ကြတာပေါ့လို့အိုးဖေကကားကိုမောင်းထွက်သွားပါလေစံပါလေလော်ရီကားပေါ်တက်ခါစိတ်ကမ်းဘက်ပြန်ကြွေခဲ့ပါလေ